အားလုံးပဲမင်္ဂလာပါဒီနေ့9ရက်နေ့စနေနေ့ညပွဲစဉ်များထဲမှာအကြိုက်ဆုံးပွဲစဉ်တွေကိုရွေးချယ်ပြီးတော့သုံးသပ်ပေးသွားပါမယ်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ည9:45မှာခံမယ်စပိန်လာလီဂါကဗီလာရီယယ်နဲ့ဒီပိုလိုပွဲစဉ်ဒီပွဲစဉ်မှာဗီလာရီယယ်ကတလုံး25ရှုံး9ပေါင်းကြေးအနေနဲ့3.95နိုင်ကြေးဖွင့်လှစ်ထားတယ်ဗီလာရီယယ်အနေနဲ့ကတော့နောက်ဆုံး3ပွဲမှာ2ပွဲရှုံးလာပြီးတော့တပွဲနိုင်လာတယ်ဒီနောက်ဆုံးချီနဲ့အဝေးဝင်ပွဲစဉ်မှာတော့3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ပြန်လည်ရရှိထားတယ်အလာဘက်ကတော့နောက်ဆုံး3ပွဲမှာတပွဲနိုင်တပွဲသရေတပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိထားတယ်သူတို့နှစ်သင်းရဲ့အဆင့်တန်းကိုကြည့်မယ်ဆိုရင်တော့ဗီလာရီယယ်အဆင့်3ဒီပိုအလာဘက်ကတော့အဆင့်14အဆင့်3ရဲ့အဆင့်14ကိုဖွင့်လှစ်ပေးထားတဲ့ဂျေဒန်အရာကိုကြည့်မယ်ဆိုရင်တော့ဂျေဒန်မှန်ကန်မှုရှိရလို့ယူဆရတယ်နှစ်သင်းရဲ့နောက်ဆုံးဗီလာရီယယ်အိမ်ခွဲမှာထိခိုက်တွေ့ဆုံမှုကြည့်မယ်ဆိုရင်တော့နောက်ဆုံး3ပွဲမှာတပွဲသရေ2ပွဲနိုင်တဲ့ဗီလာရီယယ်ကအသာစီးရရှိထားတယ်ကျွန်တော်ကတော့ဒီနှစ်သင်းရဲ့ပွဲစဉ်မှာတော့ဗီလာရီယယ်အနေနဲ့အနည်းဆုံးတစ်လုံးလောက်နဲ့တော့နိုင်ရရှိမယ်လို့ယူဆတဲ့အတွက်ကြောင့်ဒီပြား20ရင်းပြီးတော့ဗီလာရီယယ်ဘော်ဒီကိုပဲကျွန်တော်အနေနဲ့ကြိုက်တယ်အဲ့အတွက်ကြောင့်9ပေါင်းစေးစာဘော်ဒီကြီးကိုပဲကြိုက်နေတဲ့အတွက်ကြောင့်ဗီလာရီယယ်ဘော်ဒီကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်တစ်ပွဲအနေနဲ့ကတော့အီတလီစီးရီး A ကည8နာရီခွဲမှာခံမယ်ကိုမိုအသင်းနဲ့ဘိုလောနာအသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာကိုမိုအသင်းကlevel ရှုံး9ပေါင်းကြေးအနေနဲ့နှလုံး60ရှုံးကြေးဖွင့်လှစ်ထားတယ်ကိုမိုအသင်းတွေကိုကြည့်မယ်ဆိုရင်ကိုမိုအသင်းကနောက်ဆုံး5ပွဲမှာ2ပွဲရှုံး3ပွဲနိုင်ရလက်ကိုရရှိထားတယ်နိုင်ထားတဲ့နောက်ဆုံး3ပွဲလုံးကလည်းအဝေးကွင်းတွေမှာတော့3-0နဲ့ပြတ်ပြီးတော့အိမ်ကွင်းမှာတော့ဦးတီနီကို1-0ဆိုတဲ့ရလက်နဲ့အနိုင်ရရှိထားတယ်ဘိုလောနာကတော့နောက်ဆုံး5ပွဲမှာ2ပွဲသရေ3ပွဲရှုံးဆိုတဲ့ရလက်ရရှိထားပြီးတော့နိုင်ပွဲရရှိခြင်းမရှိသေးဘူးနှစ်သင်းရဲ့အဆင့်တန်းကိုကြည့်မယ်ဆိုရင်တော့အဆင့်ကိုမိုကအဆင့်6ဘိုလောနာအဆင့်8 6ကရေ8ကို level ရှုံးပေးထားရတယ်ကြေးတန်းရကြည့်မယ်ဆိုရင်တော့အနည်းငယ်ကြေးပြင်းချရလို့ကျွန်တော်အနေနဲ့ယူဆရတယ်သူတို့နှစ်သင်းရဲ့ထိထိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်တော့ဘိုလောနာကတော့အများနဲ့အသာစီးရရှိတာကိုတွေ့ရှိရတယ်ကိုမွန်အသင်းအနေနဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာခြေပြန်လည်ကောင်းမွန်လာတာကိုတွေ့ရှိရတယ်ကျွန်တော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့9ပေါင်းကြေးစာဘော်ဒီကြေးကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပေးပါမယ်ကိုမိုအသင်းဘော်ဒီကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းပါဗျနောက်တစ်ပွဲအနေနဲ့ကတော့အီတလီစီးရီး A ရပဲည2:15မှာခံမယ်အတလန်နာနဲ့တိုရီနိုတို့အသင်းရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့အတလန်နာကဘော်ဒီကြေးအနေနဲ့တစ်လုံး20နိုင်9ပေါင်းကြေးအနေနဲ့နှလုံး80ရှုံးကြေးဖွင့်လှစ်ထားတယ်အတလန်နာရဲ့နောက်ဆုံး5ပွဲရလက်ကိုကြည့်မယ်ဆိုရင်4ပွဲနိုင်1ပွဲရှုံးရလက်ကိုရရှိထားပြီးတော့တိုရီနိုကတော့3ပွဲနိုင်2ပွဲရှုံးရလက်ကိုရရှိထားတယ်သူတို့နှစ်သင်းရဲ့အဆင့်တန်းကြည့်မယ်ဆိုတော့အတလန်နာကအဆင့်9တိုရီနိုကအဆင့်12သူတို့နှစ်သင်းရဲ့အတလန်နာအိမ်ကွင်းမှာနောက်ဆုံး3ချိန်တွေ့ဆုံမှုမှာတော့အတလန်နာအနေနဲ့ပဲအသာစီးရရှိလာတာကိုတွေ့ရှိရတယ်တိုရီနိုအနေနဲ့ကတော့အိမ်ကွင်းပွဲစဉ်မှာသာရလဒ်မကောင်းပေမဲ့အဝေးကွင်းပွဲစဉ်ဆိုရင်တော့ရလဒ်ကောင်းတွေရရှိတာကိုတွေ့ရှိရတယ်အတလန်နာအနေနဲ့ကတော့နောက်ဆုံး5ပွဲမှာအင်တာနက်ကိုအိမ်ကွင်းမှာလက်ခံကစားတဲ့ပွဲစဉ်တစ်ပွဲသာရှုံးနေထားတာကိုတွေ့ရှိရတယ်ကျွန်တော်အနေနဲ့ကတော့ဒီနေ့ပွဲစဉ်မှာအတလန်နာအနေနဲ့2-1လို့ရလက်မျိုးရရှိသွားလိုက်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ body အနေနဲ့အတလန်နာ body ကိုပဲရွေးချယ်ပေးပြီးတော့9ပေါင်းကြေးအနေနဲ့ကတော့တိုရီနိုအနေနဲ့ပြန်လည်ပြီး9သွင်းနိုင်မယ်လို့ယူဆရတဲ့အတွက်ကြောင့်9ပေါင်းအနေနဲ့9ဘော်ကိုလည်းကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ညီကိုတွေအားလုံးအဆင်ပြေအောင်မြင်ကြပါစေကျွန်တော်ရဲ့ comment မှာ Telegram link လေးကိုချပေးထားပါမယ် Telegram link မှာ Telegram channel လေးမှာညနေတိုင်း free တစ်လေးတွေကိုတင်ပေးလေးရှိတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးနဲ့အားပေးသွားကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်